တခြားတို့နေ့စဉ်ဖြတ်သန်းနေကြတဲ့ဘဝမှာတငယ်ချင်းမိတ်ဆွေလုပ်ဖော်ကိုင်ဘက်တွေရှိကြတယ်ခင်မင်ရင်းနှီးရာတစ်ဆင့်ယုံကြည်မှုကိုရအောင်တိုးပြီးတော့တိဆောက်ကြဒီကနေတစ်ဆင့်ဝင်ငွေရရှိအောင်ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့သူတွေကိုတွေ့ဘူးပါတယ်ဒီချက်ကိုတွေကိုပြောရမယ်ဆိုရင်ဒီချက်10တန်းအောင်ပြီးကစားမှာသင်တန်းတစ်ခုတက်တော့တငယ်ချင်းတစ်ယောက်နဲ့စုံတယ်တစ်နှစ်လောက်ကြာတော့အင်မတန်ယုံကြည်စိတ်ချရတဲ့တငယ်ချင်းတွေဖြစ်သွားကြတယ်ဒီလိုနဲ့နှစ်ယောက်သားကိုယ်ပိုင်စီးပွားရေးလုပ်ပြီးတော့ဝင်ငွေရှာကြမယ်လို့တိုင်ပင်ခဲ့ကြတယ်နှစ်ဦးသဘောတူညီချက်ရပြီးတော့